နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပုံမမြင့်တင်ဆောင်ရွက်ပေးနိုင်မှာဖြစ်တဲ့အတွက်ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များမှာကြာရအခမ်းကဏ္ဍကပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ဒီကနေ့မနက်ပိုင်းကကယားပြည်နယ်ခမ်းမမှာကျင်းပတဲ့မာခရော်ရှိကျေးရွာမှာအိမ်အောင်စုများအတွက်ဆိုလာထောက်ပံ့ပေးရခြင်းနဲ့ဒီမော့ဆိုနဲ့ဘောလခဲမြို့နယ်နေရပြန်သူများအတွက်အခြေခံစားကုန်များထောက်ပံ့ပေးရပွဲမှာနေဆက်ရေးအောင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်ကဒေသခံပြည်သူများအားတိုက်တွန်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့်တိုင်းရင်းသားပြည်သူများအနေဖြင့်နေရက်မှာပြန်လည်နေထိုင်ကြတဲ့အခါအထောက်အကူဖြစ်စေဖို့အတွက်ဒီမော့ဆိုနဲ့ဘောလခဲမြို့နယ်အတွင်းရှိနေရက်ပြန်ပြည်သူ610အတွက်စံစီပဲစားတို့ကို၎င်းဖရူဆိုမြို့နယ်မာခရော့ရှိကျေးရွာနေပြည်သူများအတွက်ဆိုလာမီနဲ့ဆက်ဆက်ပစ္စည်း52စုံကို၎င်းလက်ဝဲအရောက်ထောက်ပံ့ပေးရသွားမှာဖြစ်ကြောင်းပြောကြားပြီးထောက်ပံ့ပစ္စည်းများကိုပေးရခဲ့ကြောင်းသိရှိရပါတယ်ရှင်။